မှာဆိုကိုသွားပြဲပြလို့မရတော့တဲ့ကလိုယူခဲ့ရတယ်မင်းကကိုအတွက်ခင်းချင်းသားလို့ယူငါထမင်းစားဝယ်တွေကိုကိုစေကြော်လန်းတဲ့ကန်တဲ့နဲ့ကမင်းတို့ဟန်လို့ရတယ်လာဝလန်းလေးကင်းလို့ပြီးတော့ခြေကိုလမ်းမှုခက်နေလေကိုတက်မြင်လို့မရတော့တဲ့ကခေါ်ဆောင်ရလိုက်ခဲ့တယ်သူတို့ပြောတဲ့အင်းပြင်းနဲ့မှာကိုဟာတစ်ခုမှရပြန်မရှိကိုင်ရန်တစ်တဲ့ကိုပဲအမဲစမ်းမရှိတာကိုသာဒီလုံးဖြစ်နေသူရဲ့ဝိုင်းလို့ဟောတိုက်မှာဒီရဲ့ရာရှုံးရတဲ့ဘက်မှာရှိရဲ့ချိန်တိုင်းမှာကိုကောင်းလို့နေရတယ်ကံရုပ်သေးရုပ်ကိုရဲ့ဘဝကိုဘယ်သူကြိုးဆွဲပြလဲကိုယ်တိုင်တည်ရဲ့ညီလို့မရတဲ့ပု္ပ္ပာအပြေကိုနာကြည့်လွန်တဲ့ပေလို့သူမြတ်ဘဝရဲ့အောင်မှာကိုယ်လေးခါစီကြိတ်ခံမယ်တန်ရှင်းတဲ့နေရဲ့အပွေပဲအရာလာမောင်းကိုပဲရင်ဆောင်မယ်ဘက်မှာရှိရဲ့ချိန်တိုင်းမှာကိုကောင်းလို့နေရတယ်အယုတ်သေးရုပ်ကိုရဲ့ဘဝကိုဘယ်သူကြိုးဆွဲခဲ့လဲကိုယ်တိုင်တည်ရဲ့ညီလို့မရတဲ့ပု္ပ္ပာပြေကိုနာကြည့်လွန်နေပေလို့သူမြတ်ဘဝရဲ့အောင်မှာကိုလေးခါစီကြိတ်ခံမယ်တန်ရှင်းတဲ့နေရဲ့ပွေပဲရတာအမောင်းကိုပဲရင်ဆောင်မယ်တန်ရှင်းတဲ့နေရဲ့အပွေပဲရတာအမောင်းကိုပဲရင်ဆောင်မယ်တန်ရှင်းတဲ့နေရဲ့အပွေပဲရတာအမောင်း